တက်ပိန်လေးခုတ်ပြီးခဏရိုက်တဲ့ဟာပြတ်လာတစ်ပြန်ရိုက်တာပေါ့နော်ဒါဒီကအတက်ပါခဏတက်ပိန်အောင်ခုတ်ပြီးလို့ဈာတော့ချပြောနေပြီအခုတော့ဒါမိုင်းပတ်ပေါ့နော်လုံးဝထင်ငေါ့နေပဲတော်ချင်းနေဆိုတဲ့ပုံစံရှိတာလေးရယ်မော်လေးခေတာပေါ့ဒီလောက်ဖြစ်မယ်လို့ငါမထင်ထားဘူးပေါ့ဒီမှာကဒါ VV ဖွင့်စရာမလိုဘူးเนาะဖွင့်စရာအမလေးဗီဒီယိုကစီးရလို့မရဘူးပေါ့เนาะ10မိနစ်ကျော်ပြီဆိုရင်အော်တိုပြပြန်သွားလို့အားကြောင့်10မိနစ်လောက်ဝေးရရင်ပေါ့เนาะကဲတပ်ပင်ခုတ်ပြီးဆိုတော့မလို့အမှန်းမသိဘူး10မိနစ်လည်းပြီးတော့မှဆိုတော့ဒီမှာပြီးတော့ bye bye ဒီမချောက်လဲတော်ပြီအားလုံးချစ်တယ် bye bye